စပတ်စားခမင်းမစားနဲ့ပြောတာစောက်ကြည့်တယ်ပြောတာစောက်ကြည့်တယ်ဟိုဘိုင်ပြောနေရတယ် ဘာပြောတာခေါ်နေဘာလို့ငါ့ကိုလိမ့်သွားလဲ ဟာတော့ ခမင်းမစားနဲ့စပတ်စားတလားစပတ်စားခမင်းမစားနဲ့ဒီခေါင်းထဲမှာလေခမင်းမရှိရှိနေပဲရှိရဲတလားပြောတာစောက်ကြည့်တယ်ပြောတာစောက်ကြည့်တယ်အုံနောက်ကချက်မပြေဘူးလေငယ်တော့ပတ်နှုံးမောင်းလေးတောက်လာအကောင်ဆိုအုံနောက်ကချက်မပြေဘူးလားနွားနိုးနဲ့ငါပြောပြမယ်ငါပြောပြမယ်နွားနိုးနဲ့ငါနိုး30နဲ့ရောတိုက်မယ်တလားချက်ပြေသွားလို့အတိုက်ကောင်းတာဗောအာတီအခုတိုက်ကြီးကြတယ်နော်မဆဲရင်စက်တော့ဖြစ်စီဘူးနော်မဆဲဘူးနော်ရောက်လေလက်တွင်းပြတာအေးတို့ကြမ်းကြမ်းပြီကြောက်ငါလောင်းပြီအနေကိုစက်ကုန်ရတာကြောင့်ငါဒီတစ်ခေါက်ထောက်လိုက်မယ်နော်အေးပြောပြီးသားနောက်တစ်ခါဆိုနင့်မေကိုနင့်ဖေရောနင့်ဖေအဖွာနင့်မေရောအဖွာစက်ပတ်ကိုလေးတလားငါတိတ်တိုင်းကမှဖဲလို့မှာတလားမအေးလို့